သွားမယ်နေရာဆိုလို့ရှင်နော်ခုနှစ်ခုမြောက်ရာဇာတရားယတထဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှင်တော့ဖျားရှင်ကိုရမြတ်ကြီးကနောက်ဆုံးသတင်းသုံးခဲ့တဲ့နေရာဖြစ်ပါတယ်ဖျားရှင်ကိုရမြတ်ကြီးကဒီနေရာမှာဆိုလို့ရှိရင်လည်းတပုတ်ကလာနဲ့ပလိကကိုပေါ့နော်စံတော်ရှင်များပေးသနာခဲ့တဲ့နေရာလေးဖြစ်ပါတယ်ဗုဒ္ဓံဓမ္မံတရားတော်များစတင်ဟောကြားခဲ့တဲ့နေရာလေးဖြစ်ပါတယ်ရှင်ဒီနေရာကိုခုနှစ်ခုမြောက်တတဟပေါ့နော်ရာဇာတရားတတဟကိုဆိုလို့ရှိရင်လည်းခေါ်ဆိုပါတယ်ရှင်ဖျားဝတ်အဲ့တဲ့များဖူးမြနိုင်ပါတယ်ရှင်နောက်ဆုံးဌာနပါဒီနေ့ဖျားဌာနတွေကိုချစ်တော်ကရဖျားဝူဖွဲ့ရပြီးတော့ဖျားဝူဧည့်သည်တွေကိုဖူးမြော်အောင်လို့ရိုက်ပြပြီးတင်ပေးခြင်းဖြစ်ပါတယ်ဒါမျိုးချစ်တော်ကရဖွဲ့ရဆိုလို့ရှင်နော်ဒီ10လပိုင်းမှာခီးစဉ်လေးတွေစပြီးထွက်ခွာနေပါပြီရှင်စပြီးထွက်ခွာပါမယ်10လပိုင်းလောက်ကစပြီးတော့စည်ရင်သွေးမှုကိုဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်